စနေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်အဲ့တော့17ရက်5လ2025ရက်ကနေပြီးတော့18ရက်5လ2025တပတ်တာအတွင်းမှာစနေသားသမီးရာဘလို့ကံကြမ္မာရုံးနဲ့ကြုံတွေ့ရပါတယ်ကျွန်တော်တို့ဘာရှင်မင်းနေခါဆိုဆရာမင်းဒုက္ခပါနော်ဒီဗီဒီယိုလေးမှာ17ရက်5လ2025နဲ့18ရက်5လ2025တပတ်တာအတွင်းမှာစနေသားသမီးကြုံတွေ့ရမယ့်ကံကြမ္မာရုံးတော်တော်များများဖတ်ကြားပေးပါဖြစ်ပါတယ်စနေသားသမီးပါဆိုလို့ရှိရင်ဗီဒီယိုလေးမှာ comment လေးဝင်ရေးပြနော်အဲ့တော့17ရက်5လ2025ရက်ကနေ18ရက်5လ2025ရက်တပတ်တာအတွင်းမှာတဲ့နော်စနေသားသမီးတွေအားတဲ့နော်ငွေကြီးလိန်ခံရတာလေးတွေဖြစ်တတ်တယ်တဲ့လူလိန်ခံရတတ်တယ်တဲ့လူလိန်လူကောက်တွေနဲ့တွေ့ရတတ်ပါတယ်တဲ့ဆရာရောင်ဆောင်တဲ့လူတွေနဲ့တွေ့ကြုံရတတ်တယ်တဲ့နော်ပြီးရင်မိမိရဲ့ဘဝကမျှော်မှန်းထားသလိုမဟုတ်ဘဲနဲ့အချိုးစီအလှည့်ပြောင်းလေးတွေကြုံတွေ့ရတတ်တယ်မမျှော်မှန်းထားတဲ့နေရာကနေပြီးတော့ပြောင်းလဲသွားတာမျိုးလေးတွေဖြစ်တတ်တယ်အလုပ်နေရာအိမ်နေရာလေးတွေပြောင်းလဲရတာလေးတွေကြုံတွေ့ရတတ်ပါတယ်တဲ့ဒို့သည်မဟုတ်အိမ်ပြင်ရတာလေးတွေကြုံတွေ့ရတတ်တယ်မိဘကန်းလေးတွေပြန်လေပြင်ဆင်ရတတ်ပါတယ်တဲ့အိမ်မှာလည်းမကြာခဏဆိုသလိုပြင်ဆင်ရန်တစ်ခုမဟုတ်တစ်ခုကတော့အမြဲတမ်းရှိနေတတ်တဲ့ကာလလေးဖြစ်ပါတယ်တဲ့နော်အဲ့ငွေချင်းနဲ့ပတ်သက်ပြီးတော့တဲ့ဆိုရင်တော့ကရောက်เสียမရှိပါဘူးတဲ့မိတော့ကဆောင်ရွက်တလောက်ငွေကြီးမိမိစီကိုဝင်နိုင်တဲ့အနေအထားမှာရှိပါတယ်တဲ့နော်အဲ့တော့နိုင်ငံခြားရေဝေးကနော်ဆွေမျိုးသားချင်းတွေစီရနေပြီးတော့ငွေအလုံးရရှိတတ်တဲ့အနေအထားလေးတွေပါလည်းရှိပါတယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်ပါတယ်တဲ့ဒီကာလအတွင်းမှာရေချောင်းခီးသွားလာမှုလေးတွေကို queue site ပါတဲ့ရေအနေရှိပါတယ်ပြီးမိမိရဲ့နေမှာရေနဲ့ပတ်သက်ပြီးတော့ရေပြတ်တာတို့ရေပိုက်တွေပြတ်တာတို့ရေမော်တာပြတ်တာတို့ရေနဲ့ပတ်သက်တဲ့အရာလေးတွေကဒီတစ်ပတ်အတွင်းမှာအနေငယ်စိတ်ညစ်ရတဲ့အခက်အခဲလေးကြုံရတဲ့အနေအထားမှာရှိပါတယ်တဲ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့တဲ့အစင်မီချုံးမဲ့ကာလာလေးဖြစ်ပါတယ်ပညာရေးကံကောင်းနေတဲ့ကာလာလေးဖြစ်ပါတယ်တဲ့မိစူးစမ်းရင်စူးစမ်းတော့ထိပ်ပိုင်းကိုပို့ရောက်နိုင်တဲ့ကာလာဖြစ်ပါတယ်ဒီကာလာအတွင်းမှာဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပညာရေးကလေးတွေစီးငိုင်စင်းစစ်ပညာရေးလေးဆိုရင်ပို့ပြီးတော့မိမိတို့နော်အကျိုးဖြစ်ထွန်းပြီးအောင်မြင်နေတဲ့ကာလာလေးဖြစ်ပါတယ်နော်အဲ့ပညာရေးလေးလိလာနေလို့ဆိုရင်ပို့အစင်မီနိုင်တယ်ပေါ့နော်ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ရတတ်ပါတယ်တဲ့အဲ့တော့အခြေနဲ့ပတ်သက်ပြီးတော့တဲ့ကံညက်နေတဲ့ကာလာလေးဖြစ်ပါတယ်တဲ့နော်လက်ရှိချစ်သူနဲ့ရှေ့လဲဆက်မလို့နိုင်ပဲနောက်လဲဆုပ်လို့မရတဲ့အနေထားလေးမှာကြုံတွေ့နေရတတ်ပါတယ်အခြေကကံညက်နေတတ်ပါတယ်နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့တဲ့အခိုင်အမာမရှိပါဘူးတဲ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်တဲ့တကယ်လို့မိမိနဲ့ရခင်ကရှိခဲ့တဲ့ယောဂဟောင်းအနာဟောင်းတွေကိုပြတ်သားမယ်ဆိုလို့ရှိရင်လည်းအမျိုးသမီးတမတော်ကြီးနဲ့ပြတ်သားလို့ရှိရင်ပို့ပြီးတော့အစင်ပြေချုံးမွေနိုင်ပါတယ်တဲ့ယောဂတွေပို့ပြီးတော့ပျောက်ကင်းနိုင်ပါတယ်ပေါ့နော်နားနဲ့စီးတွေ့တတ်ပါတယ်တဲ့အဲ့တော့စနေသားသမီးတွေအတွက်ယခုတစ်ပတ်မှာတဲ့နော်အကျိုးပေးမဲ့ခဏလေးတော့တက်ပဲဖြစ်ပါတယ်နော်အကျိုးပေးတဲ့အယောင်လေးကတော့အစိမ်းနူရောင်လေးဖြစ်ပါတယ်နော်အစိမ်းအောင်အစိမ်းနူရောင်လေးဖြစ်ပါတယ်နော်အဲ့တော့ပြုလုပ်ရမယ့်ရေဒီယာလေးနော်ပြုလုပ်ရမယ့်ရေဒီယာလေးကတော့စနေနေ့နော်sorry ဇီးတဆူဆူရဲ့နော်စနေတောက်မှာဇီးဆူရဲ့စနေတောက်မှာထန်းသီးပေါ်မှာဖြောင်းနိုင်အဖြူလေးထွန်းပြီးတော့မိမိကံမြင့်ကတ်တဲ့စီရဲ့ဆူတောင်းပါဗျနော်အဲ့တော့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ဆိုရင်မစေသားသမီးဒီရည်လေးကိုပြုလုပ်ပြီးမှဆောင်ရွက်လို့ရှိရင်ပုံဖို့အောင်မြင်အကျိုးဖြစ်ထွန်းနိုင်ပါလိမ့်မယ်ဗျနော်ဒါကတော့စနေသားသမီးတွေယခုတစ်ပတ်မှာပြုလုပ်ရမယ့်ကံမြင့်ကတ်တဲ့စီရဲ့ရည်ရည်လေးပဲဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ဆောင်ရန်ရှောင်းလေးကျူးကျော်ရမယ့်ကံကြမ္မာလေးတွေနဲ့နော်အကျိုးပေးမဲ့အရာလေးတွေအယောင်လေးတွေရည်ရည်လေးတွေကိုပြောပြခြင်းဖြစ်ပါတယ်ဒီအတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့အကျိုးရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကိုအသေးလေးပြီး share လေးလုပ်ခဲ့ပြီးပါဦးနော်အကောင့်လေးကို follow မလုပ်ဘူးဆိုရှင်လည်း follow လေးလုပ်ခဲ့ပြီးပါဦးအပတ်စဉ် personal လေးတွေကိုစနေနေ့ဒူသီးမဟုတ်စနေနေ့မှာမားလက်ခင်တနင်္ဂနွေနေ့မှာနော်ရအောင်တင်ပေးနေပါတပတ်တစ်ချိန် personal ကိုအမြဲတမ်းရအောင်တင်ပေးနေတာဖြစ်တဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့နော် personal လေးတွေကိုစိတ်ဝင်စားတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရှင်အကောင့်လေးကို follow လေးလုပ်ခဲ့ပြီးပါဗျာနော်အဲ့တော့စေသားသမီးတွေလည်း comment လေးဝေးခဲ့ပြီးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့ပြောဆိုတော့လိုက်ပါဗျာနော်နှုတ်ဆက်ပါတယ်